အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကိုယ့်စီမှာ Osmo Pocket 3 တစ်လုံးရှိရဆိုလို့ရှိရင် webcam အနေနဲ့ဘယ်လိုချိတ်သုံးလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီနည်းလမ်းက live stream တွေလွှင့်တာပဲဖြစ်ဖြစ်Zoom meeting တွေအတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ tutorial video တွေအတွက်ပဲဖြစ်ဖြစ်အသုံးဝင်မှာဖြစ်ပါတယ်လောက်တဲ့နည်းကလွယ်ပါတယ်ကျွန်တော်ဒီမှာတစ်စိမ့်ငင်းပြပေးပါမယ်အဲ့တော့အခုပြမယ့်နည်းလမ်းကဒီ streamer တွေအတွက်ကောနောက်ပြီးတော့တချို့တွေ Zoom meeting ဇာတ်တိုက်ဝင်ပြီးတော့သင်တန်းတွေလုပ်နေတာတွေเนาะ meeting တွေလုပ်နေတာတွေဒါတွေအတွက်ကိုကောင်းကောင်းသုံးဝင်ပါလိမ့်မယ်ဆိုတော့ဘာကြောင့်ဒါကအရေးကြီးလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပုံမှန်ဆိုရင်တော့ဒီ Zoom တွေ live stream တွေမှာဆိုလို့ရှိရင်laptop နဲ့ပဲ join ကြတာများတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ laptop မှာပါတဲ့ built-in camera တွေက camera quality တိတ်မကောင်းအထူးသဖြင့်ကိုကအဲ့ဒီ laptop ကသုံးတာလဲကြာနေပြီเนาะ performance ကလည်းကြာနေပြီဆိုလို့ရှိရင်ဒီ meeting တွေမှာကိုယ့်ရဲ့အရုပ်တွေကဝါးနေတာမျိုးเนาะ live stream တွေလုပ်တဲ့အခါမှာလဲကိုပြောတဲ့expression တွေနောက်ပြီးတော့ကိုယ့်ရဲ့မှုတွေကိုကောင်းကောင်းမပြနိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့okay Pocket 3ကတော့ဈေးကြီးတာပေါ့လေနော်ဒါပေမဲ့ဒီအခုကျွန်တော်ပြတဲ့နီလန်ကတော့တကယ်လို့များကို့မှာ Pocket 3ရှိရတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီလိုဗီဒီယိုတွေလုပ်တဲ့အခါမှာ quality ကောင်းကောင်းရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုဒီမှာနည်းနည်းပြောပြမှာဖြစ်ပါတယ်အဲ့တော့အခုကတော့ကျွန်တော်Zoom သုံးရင်းနဲ့ပဲဒီ Pocket 3ကို webcam အနေနဲ့ချိတ်သုံးပါပေါ့နော်တခုရှိတာကဒီ Pocket 3နဲ့ Zoom မှာချိတ်သုံးတဲ့အခါမှာကျွန်တော်တို့ဒီ Pocket 3မှာရတဲ့ 4K quality လောက်ထိတော့ဒီမှာမရဘူး 4K 8K လောက်ထိတော့သုံးလို့မရဘူးပေါ့နော်သူကဒီ Zoom နဲ့ချိတ်လိုက်ပြီဆိုတာနဲ့ဗာပေးလဲဆိုလို့ရှိရင် Full HD ဖြစ်တဲ့1080ပဲ30 frame per second နဲ့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဒီ quality ကတော်တော်လေးကြည့်လို့ကောင်းမယ်အခုကျွန်တော်ဒီမှာပြနေတဲ့ဟာကဒီ Zoom ကနေပဲတခါလေး record လုပ်ပြီးတော့ပြရတဲ့ quality အဲ့ဒီအပြင်မှာကျွန်တော်ဒီ depth of field ရကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်တချို့ setting လေးတွေနည်းနည်းပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့ setting တွေကိုလည်းပြောင်းတဲ့ပုံစံတွေကိုနောက်မှာထပ်ပြီးတော့ပြပါမယ်စက်ကြည့်အောင်ပါအဲ့တော့လုပ်တဲ့နည်းကအရန်လွယ်ပါတယ်เนาะတစ်စင်းချင်းပြပါမယ်ကျွန်တော်အခုလောလောဆယ် Zoom ဖွင့်လာတယ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ Pocket 3 camera ကိုဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ USB ကြိုးနဲ့ပဲဒီ USB ကြိုးရဲ့ USB to Type C ကြိုးနဲ့ပဲဒါကိုချိန်မယ်ပေါ့နော်အရင်ဆုံး laptop မှာကျွန်တော်တို့ဒါလေးထိုးလိုက်ပါနော်အဲ့တော့ဒီ USB မှာထိုးလိုက်တာ ਨੇ ပထမတစ်စင်းကတော့ဒီကျွန်တော်တို့ laptop မှာပဲဒီ USB လေးထိုးလိုက်မယ်ပြီးသွားတဲ့အခါမှာ Osmo Pocket 3ရဲ့ဒီ body နောက်မှာရှိတဲ့ Type C ခေါင်းကနေပြီးတော့ချိန်လိုက်မယ်ပေါ့နော်အဲ့တော့ချိန်ပြီးသွားလို့ power ဖွင့်လိုက်တာ ਨੇ ဒီပုံစံတက်လာပါတယ်ပထမတစ်ခုကတော့ဒီ file တွေကို transition လုပ်မလားနောက်တစ်ခုကတော့ webcam ကိုရွေးမလားဆိုတဲ့ဟာပေါ့နော်အဲ့တော့ webcam ကိုရွေးလိုက်ပါမယ်အဲ့တော့ဒီမှာအခုမြင်နေရတာကကျွန်တော် laptop မှာရှိတဲ့ built-in camera ကနေမြင်ရတဲ့အခြေအနေပေါ့နော်အဲ့တော့မြင်တဲ့အတိုင်းပဲဝါတူးနေတယ်ဒီမှာတိတ်ပြီးတော့ quality မကောင်းဆိုတော့အခုကကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ video setting ထဲမှာဒီ camera setting ကိုရွေးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာချိန်ထားတာက Osmo Pocket 3ရှိရဲအဲ့ဒါကိုရွေးလိုက်မယ် okay ဆိုတော့ဒါပါပဲเนาะအဲ့တော့ quality ကောင်းကောင်းလိုချင်တယ်ပြီးသွားရင်ဒီ Pocket 3ကိုပဲ webcam အနေနဲ့သုံးပြီးတော့ video တွေလုပ်မယ်ဆိုလို့ရှိရင်ဒီနည်းအဆင်ပြေပါလိမ့်မယ်နော် okay ဆိုတော့နောက်တစ်ဆင့်ထပ်ပြီးတော့သွားမယ်အခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့တခါတည်းလဲဒီ Zoom setting နဲ့ပတ်သက်တာလေးဒီမှာနည်းနည်းလေးပြောပြပါလို့ရအောင်ပါနော်အဲ့တော့ Zoom ကကျွန်တော်တို့ built-in camera ပဲသုံးကျွန်တော်တို့ရဲ့ဒီအပြင်တပ်ပါတီ camera တွေပဲသုံးဒီ camera setting တွေကိုချိန်လို့ရတယ်ပေါ့နော်တချို့တွေ Zoom သုံးနေကြလူတွေတော့သိပြီးသားပါဒါပေမဲ့ဒီမှာနည်းနည်းလေးတချို့မသိသေးတဲ့မိတ်ဆွေတွေအတွက်ထပ်ပြီးပြောပြပေးမယ်နော်ကျွန်တော်တို့ Zoom ရဲ့ setting အောက်မှာရှိတဲ့ဒီ setting bar ထဲမှာ audio တို့ video တို့ရှိတယ်အဲ့ဒီ video တွေကိုတွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ arrow လေးရှိရပေါ့နော်အဲ့ဒီ arrow လေးကိုနှိပ်လိုက်တာ ਨੇ
ဒီ setting တွေကိုတွေ့ရမယ်အဲ့တော့အဲ့မှာတစ်ခုရှိတာဘာလုပ်လို့ရလဲဆိုရင်ဒီ adjust background နဲ့ effect ဆိုတာရှိရယ်ဆိုတော့အဲ့တဲ့ဝင်ကြည့်မယ်အဲ့တော့ပထမဆုံးကတော့ကျွန်တော်တို့ video setting ပေါ့နော်အဲ့တော့ ratio တွေပါဒီမှာပြောင်းတာပါညာလုပ်လို့ရတယ်နောက်တစ်ခုကကျတော့ဒီ appearance ပေါ့လေနော်ဆိုတော့ appearance ကဘာလို့ပေးတာလဲဆိုလို့ရှိရင်သူကဒီကိုယ့်ရဲ့ look ကိုနည်းနည်းလေးပြောင်းပေးတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ original ရုပ်ထွက်နဲ့ဒီသူ့ရဲ့ appearance မှာပါတဲ့ဟာလေးနည်းနည်းပြောင်းပြပေးမယ်နော်ဆိုတော့ appearance ကဒီ touch up my appearance ဆိုတဲ့ဟာရှိတယ်ဒါလေးကိုအတင်ချလို့ရှိရင်ကျွန်တော်တို့ရဲ့မျက်နှာ setting နည်းနည်းပြောင်းသွားလိမ့်မယ်နော်အဲ့တော့ဒီမှာကြည့်ပါဒါကကျွန်တော်ကိဆုံးထားရတဲ့ဟာပြီးသွားရင်နည်းနည်းလေးထပ်ပြီးတော့တင်ကြည့်နော်အဲ့တော့ဒီမှာပိတ်ကြည့်လိုက်ဒါသူ origin နဲ့အဲ့တော့ appearance နည်းနည်းပြောင်းခြင်းလဲဆိုလို့ရှိရင်သူကဒီ skin tone တွေပါနည်းနည်းညှက်သွားအောင်လုပ်ပေးတာပါနော်ဒါလေးနည်းနည်းတင်လိုက်မယ်ဒါဆိုရင်နည်းနည်းကြည့်လို့ကောင်းပါမယ်နော်အဲ့တော့ပြီးရင်ဒီ adjust လုပ်လိုက်ဆိုတာရှိရယ်ဆိုတော့ဒါကပုံမှန်ဟိုပါပဲတခါတလေမှာကျွန်တော်တို့မီးရွာမသုံးနိုင်ဘူးဆိုလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ်เนาะပို့ပြီးတော့နည်းနည်းလင်းလင်းထင်းထင်းဖြစ်အောင်ဆိုပြီးတော့ဒါကိုလုပ်လို့ရတယ်โอเคအဲ့တော့လုပ်လိုက်ကိုနည်းနည်းတင်လို့ရသေးတယ်အဲ့တော့ကျွန်တော်ကဒီမှာမီးနည်းနည်းသုံးထားတဲ့အတွက်ဒီ light တင်တော့အများကြီးမပြင်တော့ဘူးเนาะပြီးသွားရင်ဘာရှိလဲဆိုတော့သူကဒီမှာကောင်းတာက portrait light တယ်ပေါ့เนาะဒါကိုကျွန်တော်ဖြုတ်ပြပေးမယ်โอเคဒါ portrait lighting ပိတ်ထားလို့ရှိရင်မြင်ရတဲ့ပုံစံပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်ဒါကိုပြန်ပြီးတော့ဖွင့်ကြည့်မယ်โอเคနည်းနည်းလေးပြောင်းသွားတယ် depth of field တွေကွာသွားတယ်ပေါ့နော်โอเคဒါလေးလုပ်ကြည့်လို့ရပါတယ်အဲ့တော့ဒီမှာသူပေးရတဲ့blur effect background blur တုံးကြည့်မယ်နော်ဆိုတော့ဒါဆိုရင်လည်းလုံးဝအပိတ်ပဲကိုယ့်ရဲ့နောက်မှာရှိတဲ့ background တွေအကုန်လုံးဝါချပလိုက်တာမျိုးလုပ်လို့ရတယ်အဲ့တော့နန်းမှာပဲထားရမယ်အဲ့တော့အခုမြင်ရတဲ့ texture ကြည့်ပေါ့နော်သူကတော့တခုလေးရှိတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ background blur လောက်တဲ့နေရာမှာဒီကျွန်တော်တို့ရဲ့ဒီ S တွေပေါ့နော်ဆိုတော့ဒါတွေဆိုလို့ရှိရင်အခုကျွန်တော်ဒီမျက်မှန်နားမှာမြင်ရတဲ့ဟာတွေဆိုရင်တဘာဝမကြဘူးပေါ့လေနော်ဒီမျက်နှာကိုပဲသူကလုံးဝအတိဖြတ်ထားပေးတယ်ပြီးသွားလို့ရှိရင်ဒီမျက်နှာမှန်ဂိုင်းတွေပါတယ်ဆိုရင်တော့နည်းနည်းလေးဒီဝါးတဲ့နေရာမှာတိတ်မပြတ်မသားဖြစ်နေတာမျိုးပေါ့နော်ရှင်းနေနောက်နေကိုတိတ်မကွယ်ဘူးဖြစ်နေတာမျိုးရှိโอเคဆိုတော့ဒါကဒီ Pocket 3နဲ့ webcam ကိုချိန်ပြီးသုံးဖို့အတွက်နီလန်တချို့ဝင်မြပေးတာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာကျွန်တော်ဗီဒီယိုတွေကျွန်တော် channel မှာပြန်ပြီးတော့လုပ်ဖို့ရှိပါတယ်အဲ့တော့ဒီကြားထဲမှာဆက်သွယ်ပြတ်နေတာလဲနားလိုက်ပေးပါနော်ထပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံပါမယ်